ပေါက်တဲ့ချိန်ကျတော့ကျွန်တော်တို့လည်းချက်ချင်းရောက်လာတယ် ambulance ကားတွေအကုန်လုံးရောက်တယ်ကျွန်တော်တို့ရောက်လာတဲ့အချိန်ကျမှကျွန်တော်တို့ပြောမယ်ဆိုကွာရောက်တဲ့နေရာကြပေါ့နော်ကိုအမျိုးလဲဟုတ်တယ်ကိုမိသားစုလဲအကုန်လုံးပါသွားတယ်ဆိုတော့တကယ်စိတ်မကောင်းတာရောက်တဲ့နေရာကြတော့တချို့အလောင်းကြတော့ခန္ဓာကိုယ်ရောတပိုင်းရောအဲ့လိုမျိုးအဖြစ်ပြက်တဲ့အကုန်လုံးကြုံတွေ့ခဲ့ရတယ်ခြေတော့တပိုင်းလည်းတွေ့တယ်နောက်ခေါင်းတပိုင်းတွေလည်းအကုန်လုံးတွေ့တယ်နောက်တမျိုးကြတော့ဘယ်လိုပြောရမလဲဆိုအရန်ခံစားလို့အကုန်လုံးတရွာလုံးကရက်ကွက်တရွာလုံးပေါ့နော်ရက်ကွက်လုံးကအကုန်လုံးပြာသွားပြီอันนี้จีมาผิดเดหาမျိုးဆိုရင်တော့မထားစေချင်ဘူးပေါ့နော်အဲ့လိုမျိုးထားလို့ရှိရင်အဲ့လိုမျိုးပောက်ကွဲမှုတွေဆိုတစ်ချိန်မဟုတ်လာမှာပဲလေနော်ဘယ်သူမဆိုလေအဲ့လိုမျိုးကတော့တခုခုတော့အနေနဲ့အမြန်တော့ဖြစ်မှာပေါ့နော်မထားစေချင်ဘူးပြည်သူလူထုတွေအဲ့လိုမျိုးပျက်စီးတာကိုလည်းမလိုလားချင်ဘူးအပေါ်ကလူကြီးတွေလည်းအဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့နည်းနည်းတော့စဉ်းစားရမှာပေါ့နော်ကိုချင်းစာစိတ်တော့ရှိရမှာပေါ့အခုတော့အဲ့လိုမျိုးဖြစ်သွားတဲ့ခါမှာကျတော့လေသူတို့စိတ်လည်းမကောင်းပါဘူးကျမတို့လည်းသိပါတယ်ဒါပေမဲ့